这地方。哎，有时候不要干谁谁老白去收留些，在那里有看他陪他，老在那老地他也表表。哎，有时候不要干谁白去收留些，路那也等来看那个，哎呀，哎看。ဟုတ်ပြီနော်အသက်နဲ့ခန္ဓာကိုယ်ပိုင်ဆိုင်သမျှတက်ရှိတတ်မဲ့အရာခတ်တဲ့အလုံးစုံတို့အား၎င်းကာယကံရှင်ဗာနေသားနဲ့ပတ်သက်တဲ့ဆိုင်တော့အိုးအိမ်ချမ်းမြေများနဲ့တကွဟုတ်လားလေယာကိုင်းကျွန်းတွေရှိမယ်တချို့ရွာတွေမှာလေတွေပိုင်တာတွေရှိတယ်ယာတွေပိုင်တာတွေရှိတယ်ကိုင်းတွေပိုင်တာတွေရှိတယ်ဟုတ်လားလေယာကိုင်းကျွန်းနဲ့တကွအသုံးဆောင်ပစ္စည်းများပါမကြံဟုတ်လားနော်ပြီးတော့လို့ရှိရင်ဘာရှိမလဲဆက်ပစ္စည်းတွေရှိမယ်ဟုတ်တယ်နော်ပြီးတော့ရင်ဈေးရောင်းဈေးဝယ်ဆိုဆိုင်ကန်းတွေရှိမယ်အဲ့ဒါတွေကိုအားခံပြီးသွားလို့ရှိရင်ဘာထပ်ပြီးအားခံမလဲသူ့ရဲ့အိမ်မှာဘုရားကျောင်းတော်ပေါ်မှာပွဲတွေပြင်ထားတာတွေရှိရင်ပွဲတွေပါအားခံမယ်ပြီးတော့အခြားသောဆရာသမားတွေပေးထားတဲ့အဆောင်လက်ဖွဲ့အင်္ဂနိုင်တွေသူတို့နှစ်သက်ရဖြစ်စေမနှစ်သက်ရဖြစ်စေရရှိထားတဲ့အဆောင်လက်ဖွဲ့အင်္ဂနိုင်အစရှိတဲ့အရာတွေဟုတ်လားအရင်တုန်းကဆရာသမားတွေနဲ့တခြားသောပညာရက်တွေတော်လည်းကောင်းတခြားသောစေဝါတွေတော်လည်းကောင်းထုံးနှံထားတဲ့အရာတွေဟုတ်လားအရာခတ်တဲ့အလုံးစုံတော့အပ်ပါသလားအပ်ပါတယ်လို့သူကပြန်ပြောလိမ့်မယ်ပြန်ပြောပြီးတော့လို့ရှိရင်ကိုကဘာလုပ်ကောင်းလဲအဲ့အရာခတ်တဲ့အလုံးစုံတို့ကိုဘာလုပ်မလဲကိုယ့်ရဲ့ဆရာသမားကနေစပြီးတော့ဥပ္ပစေဆရာအစင်းစိတ်ကိုပြန်လဲအံ့နံမယ်နမီးလေးပါအမေမေတော်မြတ်တို့ကိုအံ့နံမယ်ပြီးတော့ရင်စစ်ဆေးခွင့်ကုသခွင့်ကိုတောင်းခံမယ်တောင်းခံပြီးတော့ရင်စစ်ဆေးမယ်ဟုတ်ပြီနော်စစ်ဆေးတဲ့အခါကျလို့ရှိရင်အရင်ဦးဆုံးဘာလုပ်မလဲလူနာရဲ့အသက်နဲ့ခန္ဓာကိုအပ်ထားတဲ့အရာတွေမှန်သမျှအကုန်ချုပ်အဲ့တော့မင်းလက်ကိုချီတာဟုတ်လားမငါစစ်ပြမယ်နော်တရားကြည့်နော်ဒီလိုလက်ရွယ်မိုးထားတယ်။ဘာကြောင့်လက်ရွယ်မိုးထားရလဲ။အဲ့လက်မှာပေါက်ထားတဲ့စမတော်ကစမတော်ကပယောကမိစ္ဆာဆက်မှန်သမျှဓာတ်မှန်သမျှစသဖြင့်အတိုက်ပင်းဆက်တွေမှန်သမျှကိုထိန်းချုပ်တာ။သဘောပေါက်လား။ငါရလမ်းကြောင်းကိုအုံမိုးထားတာထိန်းချုပ်ပေးထားတာ။အဲ့တော့ထိန်းချုပ်ပေးပြီးထားတော့ဒီလိုမျိုးထားလိုက်ပြီးတော့ဘာပြောမလဲ။အဲ့ဤပါနေတိုင်းအသက်နဲ့ခန္ဓာကိုပိုင်ဆိုင်သမျှတက်ရှိတတ်မဲ့အရာခတ်တဲ့အလုံးစုံတော့၎င်းအကျွန်ုပ်ကိုအနှံထားသောအရာခတ်တဲ့အလုံးစုံတော့၎င်းဖျား၅စုအမိတ်ထဆရာတော်ကြီးများအာနာဖြင့်၅ဆရာကိုယ်တိုင်ချုပ်ထားသည်ယခုချိန်မှာဆိုင်ချေမုံမနာလို့မကျင်တဲ့တိုက်ခိုင်နောက်ဆက်ထားတော့အတိုက်ခိုင်နောက်ဆက်ဘယောကမိစ္ဆာဆက်မှန်သမျှတတ်မှန်သမျှအပိမှန်သမျှအတိုက်မှန်သမျှတို့သည်၎င်းမကောင်းသောယရနာသုံးပါးနဲ့ဆန့်ကျင်သောအစွဲဆောင်ဟုသမျှတို့သည်၎င်းဤကာယကံရှင်ဘာနေသားပေါ့နော်အဲ့ဘာနေသားကိုမြူတမုံတရဝင်ထိခိုင်နာကြောင့်ပြုလုပ်ဖန်ဆာနှောက်ရှက်ထားသောအတိုက်ခိုင်နောက်ဆက်မိစ္ဆာဆက်မှန်သမျှအစွဲဆောင်မှန်သမျှအတွေးဆိုင်ရာအတွေးချုပ်အပြင်ဆိုင်ရာပြင်ချုပ်အတွေးဆက်ပြင်ဆက်မှန်သမျှပြည့်အကူညီမှန်သမျှဆိုင်ရာကချုပ်ထားဖယားတရားတကယရနာမြတ်သုံးပါးနဲ့မဆန့်ကျင်သောဤကာယကံရှင်ဘာနေသားအားဟုတ်ပြီနော်ယူဒမတရဝင်ထိခိုက်နာကျင်အောင်ပြုလုပ်ဖန်ဆာနှောက်ယှက်ထားခြင်းမရှိသောအစွဲဆောင်မှန်သမျှခိတ္တခန္ဓာဘေးသို့ဖယ်ရှားရှင်းလင်းနေနိုင်သည်ထိုရာတို့မှာမကောင်းသောမိစ္ဆာတွေအတိုက်ပင်းဆက်ဘယောကမိစ္ဆာဆက်တွေပါမသွားစေနဲ့ဟိုက်ကာယကံရှင်ဗာနေသားကိုတိုက်ခိုက်နောက်ကျအတိုက်ခိုက်နောက်ကျဘယောကမိစ္ဆာဆက်တွေမှန်သမျှဟိုက်ဘယ်လက်အတွင်းမှာဆိုင်ရာပါယနေပုဂ္ဂိုလ်ပေါင်းကချုပ်ပြီးတို့ဖြစ်နေတယ်ချုပ်ပြီးတို့ပြီးရောက်ရှိနေအတိုက်ခိုက်နောက်ကျဘယောကမိစ္ဆာဆက်သုံးရရှိတိတာထင်ရှားစွာဖြင့်မူလပြန်စေဆိုပြီးတော့အမိတ်ပေးအဲ့လိုမျိုးမူလပြန်စေအမိတ်ပေးပြီးသွားလို့ရေစင်ရေမန်းနဲ့ဟဲ့အဲ့ကာယကံရှင်ဗာနေသားအဲ့ဘယ်လက်မှာဘယောကမိစ္ဆာဆက်တွေရောက်ရှိပြီဆိုတာနဲ့ဆိုင်ရာပါယနေပုဂ္ဂိုလ်ပေါင်းကျိုးဝိုင်တော့ဝိုင်ခြေမှန်တတ်မှနှမနဂါကလို့ကိုမရကဂန္တပနာပေါင်းတို့ကမိစ္ဆာဘယောကအာခံနေရင်ကျွန်တော်အမိတ်ကိုမဆောင်ဆိုင်စေပဲနှိမ်နှင်းဆုံးမနိုင်စီတိတိကျကျမှန်မှန်ကန်ကန်ထင်ထင်လေးလေးတိတိတာထင်ရှားကြမူလပြန်နိုင်စီဟဲ့ဘယောကမိစ္ဆာဆက်မှန်သမျှမူလပြန်ပြပြီးရင်သူ့ကိုနန်းခိုင်းတဲ့အခါမှာဘယောကမိစ္ဆာဆက်တွေမရှိဘူးအနတ်မတောင်းအနတ်မရဘူးဟိဆိုရင်ထပ်ပြီးတော့မူလပြန်ခိုင်းဟဲ့နောက်ထပ်ရှိတဲ့မူလပြန်ခိုင်းမူလပြန်ပြဟုတ်လားကာကွယ်နမိတ်အပိပိတာစီမရှိစေနဲ့ဆိုင်ရာပိုင်ရာတွေကစေစာထုတ်ပြီးတော့မူလပြန်စီဟဲ့နောက်ထပ်ရှိတဲ့မူလပြန်ပြနန်းကြည့်ခိုင်းအနတ်မရဘူးဟုတ်ပြီနောက်ထပ်ရှိတဲ့မူလပြန်ပြအနတ်မရဘူးအကယ်၍များအနတ်များရားခဲ့တယ်ဟိဆိုရင်အဲ့အနတ်ကိုကိုကလိုသလိုမျိုးအနတ်ရဟဲ့လိုက်ခဲ့စမ်းဆိုရင်နန်းခိုင်းကြည့်အနတ်မရဘူးဟုတ်ပြီနောက်ထပ်အဲ့အရာကမိစ္ဆာဆက်မှန်တယ်ဆိုတိတာထင်ရှားသောမူလပြန်ထပ်ပြီးတော့ထည့်ပေးလိုက်ပြန်နှမ်းခိုင်းကြည့်လိုက်ပြောမှဆိုရင်ဟုတ်မဟုတ်ကိုတေချာအောင်တိကျအောင်စစ်ဆေးတာအဲ့မှာအနက်ကတဏ္ဍချင်း4-5နှစ်လောက်ရတယ်ဟိဆိုအဲ့4-5နှစ်အောင်မှတ်တာဘာနဲ့နိုင်ဘာနဲ့နိုင်ဘာဆိုတာသိသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါကိုကိုကမှတ်တာရပြီလားမရသေးဘူး6လောက်ဆင်းဟိုဘက်ကလည်း6လောက်ဆင်းဆိုနော်ဟုတ်လားအဲ့လို6လောက်ဆင်းခိုင်းပြီးတော့စစ်ဆေးတဲ့နေရာဌာနမှာနော်ဟောဒီဘယ်ဘက်လက်ကိုရွယ်မိုးထားဘယောကမိစ္ဆာဆက်ကိုဟောဒီလက်ကိုရွယ်မိုးထားပြီးတော့မိစ္ဆာဆက်တွေမှန်သမျှငါမိတ်မရမချင်းလုံးဝမြူတမုံတတ်တဲ့ဝိမြအဲ့ညာချေပဲချေရနေပြီးတော့ထွက်ပြေးတိတ်ဆောင်လို့မရစေနဲ့မိစ္ဆာဆက်တွေမှန်သမျှငါလက်တိုင်းမီးလိုပူပြီးဆင်းပြီးတော့အဲ့ညာချေပဲချေဆုံးမှာချုပ်တာဟုတ်ပြီနော်ကျိုးမိုက်တော့ပဲခြေမှန်တာလာမလာကားလို့ကိုမရကဂန္ဓပနာပေါ့အဲ့ပပတ်လည်းမှာဝင်းရထား
ဟုတ်လားမြည်သည့်နေရာမှာထွက်ပြေးတိတ်ဆောင်လို့မရစေနဲ့ကျွန်တော်အမိတ်ပေးဒီတိုင်းပြည့်ကြမှန်ကန်စွာအမိတ်အာဏာကိုနာခံစေဖျားငါးစုမိတ်ထက်ပြများအာဏာဟုတ်ပြီနော်ချုပ်ပြီးသွားလို့ရှိရင်ကိုကစစ်ဆေးတော့မယ်စစ်ဆေးတော့မယ်အခါကျရင်ဟဲ့အောက်လန်းတိုက်ရှိကတာဆုံးတိုက်ရှိကတာကိုဝေတိုက်ရှိကတာရွာသူတိုက်ရှိကတာဒီလိုမျိုးစသဖြင့်ဟာတွေကိုမေးရမယ်အရင်ဥဆုံးဥစွာပဏာမအနေဖြင့်မေးတဲ့နေရာဌာနမှာကိုကဘာကောင်လဲဆိုတာသိချာမမေးရသေးဘူးလေအဲ့တော့ဒီကာယကံရှင်ဘာနေသားမှာအတိုက်ခိုက်နောက်ဆက်ပြောကမိစ္ဆာဆက်တုံးရရှိညာချေမှာကတ်တာဘယ်ချေမှာကတ်တာစသဖြင့်အမိန်ပေးလို့ရတယ်အဲ့လိုအမိန်ပေးသွားတယ်ပေးသွားတဲ့အခါကျလို့ရှိရင်မှတ်ထားရမှာဒီကတ်ထားဆိုတာဒီမိစ္ဆာကိုကတ်ခိုင်းတာနင်းထားဆိုတာဒီဆိုင်ရာကိုနင်းခိုင်းတာဟုတ်ပြီနော်ဟဲ့မိစ္ဆာဘယောကမိစ္ဆာဆက်သုံးရရှိညာချေချင်းဝင်မှာကတ်နေအောင်နင်းချတာဒါဒုတိယအမိန်ပေးရမှာပြောချင်တာပထမအမိန်ပေးတဲ့အခါမှာဘယောကမိစ္ဆာဆက်သုံးရရှိညာချေမှာကတ်ထားလို့အမိန်ပေးတယ်မလားမကတ်ဘူးကြွတယ်ဒါဆိုရင်ဆိုင်ရာကိုခိုင်းမယ်ဆိုင်ရာကိုကူညီတောင်းမယ်ဟုတ်လားဘယောကမိစ္ဆာဆက်သုံးရရှိတာမှညာချေမှာဆိုင်ရာကတိတာထင်ရှားသွားနေတာတဘောလားအဲ့ကမှသူ့ရဲ့ခြေထောက်ကကြွလာလိမ့်မယ်ဘာမှမရှိဘူးဆိုရင်ဒါပေမဲ့ဘာမှမရှိဘူးဆိုမဲ့ဒါအလုံးစုံခြုံငုံပြီးတော့မေးတာအမိတက်ပြီးတစ်ခုချင်းစီစစ်ဆေးရမယ်ဟုတ်လားဟဲ့အောက်လန်းတိုက်ရှိကတ်တာဟဲ့ဆုံးတိုက်ရှိကတ်တာရွာသူတိုက်ရှိကတ်တာကဝေတိုက်ရှိကတ်တာဟုတ်လားပြီးတော့ဗာလဲတရဲတိုက်ရှိကတ်တာအစိမ့်တိုက်ရှိကတ်တာမိဆိုင်ရိုးရဖဆိုင်ရိုးရရှိကတ်တာစသဖြင့်အမိနာမတစ်ခုချင်းစီကိုတက်ပြီးတော့မေးမယ်အဲ့ဒီမှာလဲလုံးဝမကတ်ဘူးလေဆိုဘာလုပ်မလဲဟောဒီကာယကံရှင်ဘာနေသားမှာတိုက်ခိုက်နောက်ဆက်တော့အတိုက်ခိုက်နောက်ဆက်အပေးဆက်တွေမှန်သမျှတို့ဒီနော်အထက်ဆက်ကြောင်အောက်တံရေထုလေထုမြေထုမှာမကြံအိုးအိမ်ချမ်းမြေတို့နိုင်တော့လကောက်အသုံးဆောင်ပစ္စည်းတို့နိုင်တော့လကောက်မိသားစုဝင်တဦးတယောက်နိုင်တော့လကောက်အိမ်ရင်းနဲ့တကွအခြားသောနေရာဌာနများမှာထွက်ပြေးတိမ်းရှောင်နေသောမိစ္ဆာဆက်များရှိငါလက်တွင်းသို့ဆိုင်ရာစစ်စစ်ရိုက်ချိုးပြည့်လက်စင်ကိုင်းပြီးပို့နိုင်ကြသည်ဟဲ့ဘယောကမိစ္ဆာဆက်မှများလိုက်ခဲ့ဟဲ့ညာချေမှာချုပ်တာဆိုင်ရာတွေချုပ်တာဟဲ့နောက်ထပ်ကြံရှိနေတဲ့လိုက်ခဲ့ဟဲ့ညာချေမှာချုပ်တာဆိုင်ရာပတ်ပတ်လည်းဝင်ရတာဘဲမှာထွက်ပြေးတိမ်းရှောင်လို့မရသေးနဲ့အဲ့မှာမင်းမယ်အဲ့ဒီငါဆွဲသိမ့်တဲ့အထက်မှာအတိုက်ခိုက်နောက်ဆက်ဘယောကမိစ္ဆာဆက်တွေရှိတယ်ဟဲ့ဆိုညာချေမှာနေတာအဲ့ဒီမှာတစုံတရာကတ်နေမယ်ဆိုရင်မင်းဆွဲသိမ့်တဲ့နေရာတွေကိုပြန်မေးရဘယ်နားမှာရှိတာလဲအိုးအိမ်မှာရှိတာလားအသုံးဆောင်ပစ္စည်းမှာရှိတာလားမိဆိုင်ရိုးရဖဆိုင်ရိုးရမှာရှိတာလားဟုတ်လားစားသဖြင့်အောင်မေးရမယ်အကယ်၍အဲ့လိုသိမ့်ဆွဲလို့သိမ့်လို့မှမကတ်ဘူးဟဲ့ဆိုလို့ရှိရင်ဘာပြန်လောက်ကမလဲဆက်ထောက်စစ်လို့မရသေးဘူးဆက်ဆွဲစစ်ကဟုတ်ပြီနော်ဆက်ဆွဲစစ်ကမယ်ဟုတ်လားဆက်ကိုဆက်ညက်ဆက်ကလုံနေတော့ဆက်တွေမှန်သမျှမြည်သည့်နေရာမှာပဲရောက်ရှိနေပြီဆိုင်ရာအစိမ့်စိမ့်ကရိုက်ချိုးပြပြီးအဲ့ဒီဆက်ကိုဆက်ကဆက်ညက်တွေမှန်သမျှကိုအဲ့ညာချီချင်းဝင်မှာဆွဲပြီးချုပ်ထားတယ်အပြည့်သက်ပေါ့အပြည့်သက်တွေအတွင်းသက်တွေလာမပြောနဲ့ငါပြောတဲ့ဟာကိုပဲနားထောင်နော်ငါစစ်ဆေးပုံစစ်ဆေးနည်းကိုပြနေတာမင်းတို့နော်အတူချုပ်မြစစ်ဆေးပုံစစ်ဆေးနည်းကိုပြနေတာအတိုက်ခိုက်နောက်ဆက်ဘယောကမိစ္ဆာဆက်တွေရှိရင်ဆိုင်ရာကဆွဲပြီးတော့အဲ့ညာချီချင်းဝင်မှာချုပ်တာဟုတ်ပြီနော်ညာချီချင်းဝင်မှာအရောက်ကိုလိုက်ဆိုင်ရာကချုပ်တာတနေရာမှာပေါင်းခိုကညှိတွယ်နေတဲ့ဆက်တွေရှိရင်အဲ့ညာချီချင်းဝင်မှာကတ်နေအောင်နှိမ့်ချတာဆိုင်ရာကဒါကဘာလုပ်တာလဲဆက်ဆွဲပြီးတော့စစ်ဆေးတာအဲ့ဆက်ဆွဲပြီးတော့စစ်ဆေးလို့မတွေ့တဲ့အခါကျလို့ရှိရင်ဟောဒီကာယကံရှိရဲ့ခန္ဓာကိုယ်မှာမြည်သည့်နေရာမှာများပေါင်းခိုကတ်နေတဲ့စက်ခိုတွေရှိမလဲဟုတ်ပြီနော်စက်ခိုတွေရှိမလဲအဲ့ဒီစက်ခိုစက်ကတ်တွေကိုကဆက်ထောက်ပြီးစစ်ဆေးမှာအဲ့ဥကောင်းပိုင်းဆိုလို့ရှိရင်ဘယ်နေရာပဲဌာနဟာလားအုံနောက်ကလက်ကြိုကလက်ကြနားကလက်ကြိုကလက်ကြသမင်းကလက်ကြိုကလက်ကြမျက်လုံးကလက်ကြိုကလက်ကြဟာလားအသက်ရှူလမ်းကြောင်းရှာဘောရှောင်းအာဂရင်းစသဖြင့်ဟာလားဂုတ်စသဖြင့်နော်ဒီလက်နံပါတ်ဟာလားရင်ဘက်နဲ့ကြောဟာလားအစုပ်နှလုံးဟာလားအစာအိမ်ဥသိမ်ဥမာကြီးဟာလားအစာသစ်အစာဟောင်းနေရာဌာနပေါင်းစုံအမည်နာမတက်ပြီးတော့ဆက်ထောက်ပြီးတော့စစ်ဆေးတာအဲ့ဒါဘာလဲဆိုရင်စက်ကတ်တွေရှိနေမှာဆိုလို့ခိုကတ်ညှိတွယ်နေတဲ့စက်တွေရှိမှာဆိုလို့အဲ့ဒါတွေကိုဆက်ထောက်ပြီးတော့စစ်ဆေးတယ်ပြီးသွားပြီလားမပြီးသေးဘူးအဲ့အိုးအိမ်ချမ်းမြေတွေမှာရှိနေတဲ့စက်တွေရှိနိုင်တယ်ဟိုနေတဲ့နေရာတွေဟုတ်လားကတ်နေတဲ့နေရာတွေအဲ့တော့အဲ့ဒီအရာတွေကိုအမြင်တက်ပြီးတော့ဒီကာယကံရှင်ဘာနေသားနဲ့ပတ်သက်တဲ့ဆိုင်တိုက်ခိုက်နောက်ဆက်တာတိုက်ခိုက်နောက်ဆက်ပေးဆက်တို့သည်အိမ်မှာရှိသလားခြံမှာရှိသလားဟုတ်လားနော်ခြံပေါ်ခြံအောက်မှာရှိသလားအိုးအိမ်ချမ်းမြေကိုဒီကာယကံရှင်နဲ့ပတ်သက်တဲ့ဟာကိုထက်စစ်တာအဲ့ဒါတွေမရှိတော့ဘူးလားမရှိတော့ဘူးဟဲ့ဆိုလို့ရှိရင်ထပ်ပြီးတော့စစ်ဆေးရမယ်အရာဒီဘာကြံသေးတယ်လဲဆိုရင်ဟောဒီကာယကံရှင်နဲ့ပတ်သက်ဆက်နွယ်သေးသောလူမှုရေးလားစီးပွားရေးလားကျန်းမာရေးလားအိမ်တော်ရေးလားမိသားစုရေးလား
ပြီးတော့ဗာလဲ